နေမင်းကြီးဟာကြီးမားတယ်လို့ထင်စတီဖန်ဆန်218ကျဲကြီးနဲ့တွေ့ဆုံကြည့်လိုက်ပါဤအလွန်ကြီးမားသောအနီရောင်စူပါအရာမအကျဲကကျွန်ုပ်တို့ဤနေကိုအာကာသတွေကတောက်ပနေသောခဲလုံးသေးသေးလေးတစ်ခုလိုဖြစ်နေစေပါတယ်ကျွန်ုပ်တို့ရဲ့နေမဲဟာအချင်းအဖင်ကီလိုမီတာ1.4 တန်းလောက်ကျယ်ဝန်းပါတယ်အထင်ကြီးစင်တာကောင်းပါတယ်အခုအဲ့ဒီထက်အစ2000ကျော်ပိုကျဲတဲ့ကျဲတလုံးကိုစိတ်ကူးကြည့်လိုက်ပါအဲ့ဒါကတော့လူသိများတဲ့စက်ကြောဝါထဲမှာရှာဖွေတွေးရှိခဲ့ဘူးသမျှအကြီးဆုံးကျဲတွေလဲကတလုံးဖြစ်တဲ့ Stephenson 218မှာပဲ Stevenson 2ကျဲအစုဝေးမှာတီးရှိတဲ့ဒီကျဲအရာမကြီးဟာအရန်ကြီးမားလွန်းလို့ကျွန်ုပ်တို့ရဲ့နေရာမှာအစားထိုးလိုက်မယ်ဆိုရင်သူ့ရဲ့မီးတောက်နေတဲ့အစွန်းတွေဟာ Mercury, Venus, ကမ္ဘာ Mars, Jupiter တို့ကိုမျိုးချသွားမှာဖြစ်ပြီးစနေဂရိုရဲ့ပလန်ထပ်ပင်ကျော်လွန်သွားပါလိမ့်မယ်။နောက်ပြီးတော့အလင်းရောင်ကိုယ်တိုင်ကဒီကျဲရဲ့တစ်ဖက်ကနေနောက်တစ်ဖက်ကိုခရီးသွားဖို့8 နာရီကျော်အချိန်ယူရပါလိမ့်မယ်။အဲ့ဒီလောက်ကိုကြီးမာလွန်မှာပါ။ဒါပေမဲ့ဒီမှာပိုပြီးယူသွက်စရာကောင်းတဲ့အချက်ရှိပါတယ်။ဒါလောက်ကြီးမားတဲ့ကျဲတလုံးဟာကိုယ့်ဘာသာကိုမပြိုကွဲပဲဘလို့ရက်တီနေနိုင်တာလဲဆိုတာကိုသိပ္ပံပညာရှင်တွေကအပြည့်အဝနားမလည်သေးပါဘူး။နှစ်ပေါင်းဘီလီယံနဲ့ချီပြီးဟိုက်ဒရိုဂျင်ကိုအေးဆေးဆေးလောင်ကျွမ်းနေတဲ့ကျွန်ုပ်တို့ရဲ့နေနဲ့မတူပဲ Stevenson 218ဟာသူ့ရဲ့နောက်ဆုံးမညီသိမ့်တဲ့အဆင့်ကိုရောက်နေပြီပိုမိုလေးလတ်တဲ့ဓာတ်စင်တွေကိုအန်ဒီရဲ့ရှိတဲ့နှုံသားနဲ့ပေါင်းဆက်နေပါတယ်သူ့ရဲ့တက်တန်းဟာတဖြည်းဖြည်းကုံဆုံးနေပြီမကြခင်မှာပဲစူပါနိုဗာအဖြစ်အဆုံးသတ်သွားပါလိမ့်မယ်ဒါမှမဟုတ်တွဲနဲ့ black hole အဖြစ်တိုက်ရိုက်ပြိုကွဲသွားပါလိမ့်မယ်Error Stevenson 218ကကျွန်တော်ရဲ့နေမင်းလိုတီငိန်တဲ့နေလုံးတွေကနေစိတ်ကူးမမီနိုင်လောက်အောင်ကြီးမားရဲ့စัจ java လာကြီးထဲကသက်ရှိတွေအထိစัจ java လာကြီးဟာဘလောက်တောင်ကျန်းတန်းပြီးအစွန်းရောက်နိုင်တယ်လဲဆိုတာကိုသတိပေးနေပါတယ်